ပြင်သစ်အရေးစင်နီးပြဒေးရှန်ဟာမိခင်ဖြစ်သူကွယ်လွန်သွားတာကြောင့်ပြင်သစ်နိုင်ငံကိုပြန်သွားခဲ့တယ်လို့သိရပါတယ်။ဒီဒီယာဒေးရှန်ဟာအုပ်စုနောက်ဆုံးပွဲအတွက်တောက်ကြနေမှာအရန်ခုန်တန်းပေါ်ရှိနေမှာမဟုတ်ပါဘူး။နီးပြအနေနဲ့ဒီနေ့မနက်မှာမိခင်ဆုံးပါသွားတဲ့တဲ့ရင်ကိုနှာကျင်စွာကြားသိခဲ့ရပါတယ်။စာဗနာအခမ်းအနားတက်ရောက်ဖို့သူပြင်သစ်ကိုပြန်มาပါလို့ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကအင်္ဂါနေ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်နော်ဝေနဲ့ရှင်ပြိုင်ကစားရမယ့်အုပ်စုနောက်ဆုံးပွဲမှာလက်ထောက်နီးပြဂိုင်းစတက်ဖန်ကတာဝန်ယူကင်တွယ်သွားမယ်လို့သိရပါတယ်။ပြင်သစ်အသင်းဟာ2026ကမ္ဘာဖလားပြိုင်ပွဲရဲ့အုပ်စုအိုင်မှာနှစ်ပွဲဆက်အနိုင်ရခဲ့တာကြောင့်ပွဲမကုန်ခင်မှာပဲ32သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါပြီ။ဒါကြောင့်နော်ဝေနဲ့ရှင်ပြိုင်ရမယ့်အုပ်စုနောက်ဆုံးပွဲကအုပ်စုပထမနေရာအတွက်သာအဆုံးဖြတ်ခံယူရတော့မှာဖြစ်တယ်လို့သိရပါတယ်။ဒေးရှန်ဟာပြင်သစ်အသင်းကို2018ကမ္ဘာဖလားချန်ပီယံဆုရယူပေးထားသူဖြစ်ပြီး2026ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာလမ်းခွဲတော့မှာပါ။